ဒီအပတ်အတွင်း ANA မှသတင်းတချို့ကိုကျွန်တော်ခင်မောင်ကတင်ပြပါမည် No NVC ရခိုင်ပြည်နယ်အစိုးရနယ်လုံဝင်ကြီးဗိုလ်မှူးကြီးထိန်လင်းလာဝကဦးစီးမှုဦးဝင်းလွင်တို့ဦးဆောင်သောအဖွဲ့သည်မောင်တော်ဘူသီတောင်နှင့်ရသေးတောင်မြို့နယ်တို့ရှိကျေးရွာတိုင်းမှရိုဟင်ဂျာလူမျိုးကျေးရွာတာဝန်ခံများနှင့်ဘာသာရေးဆရာနှစ်ပါးစီကိုမတက်မနေရပုံစံဖြင့်အတင်းအကျပ်ဖိတ်ခေါ်ပြီးမောင်တော်မြို့နယ်အုပ်ချုပ်ရေးရုံးခန်း၌အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါသည်အစည်းအဝေးတွင်အထူးသဖြင့် NVC ကတ်အကြောင်းနှင့်ပတ်သက်၍ပြောကြားခဲ့သည် NVC မယူရင်ရိုဟင်ဂျာတို့၏ဘဝလုံခြုံရေးရှိတော့မည်မဟုတ်ကြောင်းရိုဟင်ဂျာတို့၏အခြေခံအခွင့်အရေးမှန်သမျှကို NVC မယူလျင်အစိုးရမှပိတ်ပင်ကတ်သတ်ထားရမည်ဟုအဓိပ္ပာယ်တက်ရောက်စေသောပြောဆိုမှုများဖြင့်အစည်းအဝေးတက်ရောက်လာသူများကိုချိန်ချောက်ပြောဆိုခဲ့ပါသည်ရိုဟင်ဂျာအရေးဘယ်လိုဖြေရှင်းမလဲကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာတင်ပြတဲ့ဥရောပသမဂ္ဂရဲ့အဆိုပြုချက်မူကြမ်းမှာရခိုင်ဒေသကရိုဟင်ဂျာမွတ်စလင်တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်လို့နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆေးရေးကိုအပြည့်အဝမထောက်ခံဘူးလို့သိရပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့ဆိုတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့နိုင်ငံတကာကော်မရှင်ဖွဲ့ပြီးစစ်ဆေးဖို့လူ့အခွင့်အရေးကိုယ်စားလှယ် Miss Yang Hili နဲ့လူ့အခွင့်အရေးအဖွဲ့တွေကတောင်းဆိုနေကြတာပါ။ရိုဟင်ဂျာအရေးဘယ်လိုအဖြေရှာကြမလဲမဆန္ဒကပြပြထားပါတယ်ရှင်။ရိုဟင်ဂျာတွေကိုကမ္ဘာမှာမတရားပြုမှုဆက်ဆံမှုအခံရဆုံးသူတွေအဖြစ်ဖော်ပြကြပါတယ်။ပလီတွေအိမ်တွေကိုသူတို့ကမိရှုခဲ့ကြတယ်။ကျမသား2ယောက်ကိုလည်းခေါ်သွားကြတယ်။ပြီးတော့နှိပ်စက်ပြီးသတ်ပစ်လိုက်ကြတယ်။ရခိုင်ပြည်နယ်အနောက်ပိုင်းမှာရိုဟင်ဂျာမွတ်စလင်တသန်းလောက်နေထိုင်နေကြတာပါ။အဲ့ဒီမှာနေတာမျိုးဆက်နဲ့ချီနေပြီလို့သူတို့ကပြောပါတယ်။ဗုဒ္ဓဘာသာအများစုကသူတို့ကိုခိုးဝင်လာသူတွေလို့မြင်ကြတာကြောင့်သူတို့ရဲ့နိုင်ငံသားဖြစ်ခွင့်ဟာလည်းညှင်းပယ်ခံနေရပါတယ်။လွန်ခဲ့တဲ့9နှစ်အတွင်းတောင်းနဲ့ချီတဲ့ရိုဟင်ဂျာတွေနိုင်ငံကနေထွက်ပြေးခဲ့ကြရပါတယ်။2016အောက်တိုဘာလကစလို့အခြေအနေတွေပိုဆိုးလာခဲ့ပါတယ်။စစ်တပ်ကအိမ်တွေကိုမီးရှို့ခဲ့ပါတယ်။အမျိုးသားတချို့ကိုတနက်နဲ့ပစ်တက်ခဲ့ပြီးတချို့ကိုတပ်ဖြတ်ခဲ့ပါတယ်။ကလေးတွေကိုလည်းမီးထဲပစ်သွင်းခဲ့ပါတယ်။နေသားဆောင်ရဲ9ယောက်ကိုရိုဟင်ဂျာစစ်သွေးကြွတွေကတပ်ဖြတ်ခဲ့ပြီးတဲ့နောက်စစ်တပ်ကရှင်းလင်းမှုတွေလုပ်ခဲ့ပါတယ်။ကုလသမဂ္ဂအပြောအရအဲ့ဒီမှာလူတွေအစုလိုက်အပြုံလိုက်အသက်ခံခဲ့ရပြီးအုပ်စုဖွဲ့မရင်းချင်းမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ဒေါန်ဆန်းစုကြည်ဟာလည်းဒီအကြမ်းဖက်မှုကိုရှုံချခဲ့ခြင်းမရှိတာကြောင့်ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ပြီးခဲ့တဲ့လအနည်းငယ်အတွင်းဘင်္ဂလားဒေ့ရှ်ဘက်ကိုရိုဟင်ဂျာ9000လောက်ထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ကလည်းတခြားအိမ်နီးချင်းနိုင်ငံတွေလိုပဲဒုက္ခသည်တွေကိုလက်မခံလိုပါဘူး။ဘင်္ဂလားဒေ့ရှ်အစိုးရဟာတောင်းနဲ့ချီတဲ့ဒုက္ခသည်တွေကိုဝေးလံပြီးရေလွှမ်းလိရှိတဲ့ကျွန်းတစ်ကျွန်းကိုပြောင်းထားဖို့စီစဉ်နေပါတယ်။သူတို့အပေါ်ပိုပြီးမတော်မတရားပြုတ်မှုလာလိမ့်မယ်လို့စိုးရိမ်မှုတွေကလည်းကြီးထွားလာနေပါတယ်။သူတို့နေထိုင်ရာလို့ပြောနေတဲ့နိုင်ငံကလည်းသူတို့ကိုပြစ်ပယ်ထားသလိုအိမ်နီးချင်းနိုင်ငံတွေကလည်းလက်မခံတဲ့အတွက်ဒီရိုဟင်ဂျာဒုက္ခသည်အရေးကိုဖြေရှင်းနိုင်မှုလောလောဆယ်အဖြေတော့မရှိသေးပါဘူး။ကျွန်မဆန္ဒဝင်းမှာရိုဟင်ဂျာတမိုင်းရခိုင်ပြည်နယ်ကမွတ်စလင်တွေရဲ့အရေးနဲ့ပတ်သက်ပြီးတမိုင်းကြောင်းအရာရောအပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းနဲ့အညီလူ့အခွင့်အရေးရှုထောင့်ကပါသုံးသပ်ပြီးညှိနှိုင်းဆွေးနွေးတဲ့နယ်လို့မြန်မာနိုင်ငံအစ္စလမ်ဘာသာရေးဖွဲ့ခေါင်းဆောင်ဟာဂျီဦးအေးလွင်ကသုံးသပ်ပါတယ်။ဒီအမီနာမတွေပါလိဆိုတာတော့ဒါအငင်းပွားတဲ့ကိစ္စကျွန်တော်ဘာမှမပြောလို့ပါဘူး။သို့တော်လည်းပဲဒီအရက်ဒေသမှာဒီအုပ်စုတွေဟာနှစ်ပေါင်းမြောက်များစွာတွေကနေခဲ့တယ်ဆိုတဲ့အထောက်အထားတွေကတော့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာရခိုင်ဘုရင်ကြီးများပေါ့နော်မင်းဆိုးရာဇာကြီးများကျွန်တော်တို့ဒီမြောက်ဦးခေတ်ကဘုရင်ကြီးများဟာဒီအစ္စလာမ်ဘွဲတွေကိုမင်းဆက်လောက်ကနေပြီးတော့ခံယူထားတာတွေ့ရတယ်။နောက်တစ်ခါသူတို့ရဲ့နိုင်ငံမှာလည်းပဲသင်္ကားတွေသွန်းလုပ်တဲ့အခါမှာလည်းပဲအစ္စလာမ်ဘာသာဝင်များရဲ့ဒီအာရဗီစာပေနဲ့ဒီယုံကြည်ကိုးကွယ်မှုဆိုင်ရာစာတမ်းတွေပါတဲ့သင်္ကားတွေသွန်းလုပ်တယ်။ဒါပါဘူပြနေလဲဆိုရင်ဒီအုပ်စုနှစ်စုဟာဆက်ဆံမှုရှိနေတယ်ဘယ်တော့မှရှိလဲဆိုရင်အဲ့ဒီမြောက်ဦးခေတ်ထဲရပေါ့နော်ဒါရှိနေတယ်ဆိုတဲ့ဟာလေးတွေရှိတော့ကတမိုင်းကြောင်းအရာကတော့ဖြင့်အဲ့ဒီ region အဲ့ဒီဒေသမှာဒီလိုအုပ်စုတွေဒီ
အနေထားအမျိုးမျိုးနဲ့ပေါ့နော်တခါတလေလဲအုပ်ချုပ်သူအနေနဲ့တခါတလေလဲအမိကိုခံတဲ့အနေနဲ့တခါတလေလဲအလုံလာလုပ်တဲ့လူအနေနဲ့အဲ့လိုပဲကုလူဆက်ဆံပြီးတော့ကရှင်တွဲပြီးနေထိုင်ခဲ့လေဆိုတဲ့အထောက်အထားတွေကတော့ဘယ်လိုမှအငြင်းပွားမယ်လို့ကျွန်တော်မထင်ပါဘူး။ဒီအခေါ်အဝေါ်နဲ့ခေါ်ခဲ့တယ်ဆိုတာဟာဒီခရစ်ယာန် missionary တွေရေးခဲ့တဲ့စာအုပ်တွေထဲမှာလည်းကျွန်တော်တို့တွေ့ဘူးပါတယ်။ဒါဟာ1823ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးတဲ့အခါမှာကျွန်တော်တို့ခရစ်ယာန် missionary တွေကနေပြီးတော့ဒီဗမာပြည်အဲ့ဒီရခိုင် area မှာနေထိုင်ကြတဲ့လူတွေရဲ့စာရင်းတွေကိုသူတို့မှတ်တမ်းပြုတဲ့အခါမှာကိုရိုဟင်ဂျာလို့ခေါ်သောလူမျိုးများဘယ်လောက်ရှိတယ်ဆိုတော့ရေးထားတဲ့ဒီစာအုပ်စာတမ်းတွေကိုလည်းကျွန်တော်တို့တွေ့ဘူးပါတယ်လေ။အဲ့တော့ဒါဟာသူတို့ပြောနေသလို1950လောက်ကြာမှဒီရခိုင်ပြည်ကမွတ်စလင်ပညာရှင်တယောက်က Guardian magazine မှာရေးတယ်ဆိုတဲ့အချက်ကလည်းပဲသိတော့မပြည့်စုံဘူးလို့ကျွန်တော်ထင်ပါတယ်။ကာယကံရှင်တွေကကြီးကြီးဖြူဖြူဒါနှစ်ဦးနှစ်ဖက်ကြီးကြီးဖြူဖြူလက်ခံမှုလို့တဲ့အချက်နဲ့အချက်ကကျွန်တော်တို့မှာအချုပ်ချာအာဏာပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လွှတ်တော်ကနေပြီးတော့ဒီဆုံးဖြတ်ချက်ကိုချပေးရမယ်။ဆုံးဖြတ်ချက်ဒီသမိုင်းကြောင်းရလည်းထည့်သွင်းစဉ်းစားရမယ်။ကျွန်တော်တို့ဥပဒေကြောင်းကိုလည်းစဉ်းစားရမယ်။အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းတွေလည်းစဉ်းစားရမယ်။လူအခွင့်အရေးဆိုတဲ့ရှုထောင့်အားလုံးကိုပြည်စုံလုံးကျွမြင်သုံးသပ်ပြီးတော့မှအားလုံးကကြီးကြီးဖြူဖြူနဲ့လက်ခံသဘောတူတဲ့အဆင့်ရအောင်ညှိနှိုင်းဆွေးနွေးယူရမယ့်ကိစ္စတစ်ခုပါရိုဟင်ဂျာတွေအပေါ်လုံခြုံရေးတပ်ဖွဲ့တွေစိုးစိုးရွားရွားပြုလုပ်ခဲ့တဲ့လုပ်ရက်တွေပြင်ပကဘာနဲ့ဆက်ဖြတ်ခံထားရတဲ့ရခိုင်ပြည်နယ်ကနေထိတ်လန့်စရာဗီဒီယိုတွေ BBC ကလက်ခံရရှိနေခဲ့တာလနဲ့ချီနေခဲ့ပါပြီ။ရိုဟင်ဂျာတွေပေါ်စစ်တပ်ရဲ့ပြုမှုရာတွေနဲ့ပတ်သက်လို့မြန်မာအစိုးရကလှုပ်ဝက်ထားဖို့စ조사နေခဲ့တာပါ။သူကတော့မိုဟာမက်ပါ။နိုဝင်ဘာလကစစ်သားတွေရဲ့တိုက်ခိုက်မှုကြောင့်သူ့ရွာကနေထွက်ပြေးလာခဲ့ပေမဲ့အိုမင်းနေတဲ့သူ့အဖေကတော့ထွက်မပြေးနိုင်ခဲ့ဘူးလို့ပြောပါတယ်။ရဲတော်ကြာသူ့အဖေစီကဘာသတင်းမှမကြားခဲ့ရပါဘူး။စစ်တပ်တွေမရှိတော့တဲ့အချိန်မှာသူပြန်သွားတော့မြင်ကွင်းကစိတ်မချမ်းမြေ့စရာပါ။မိလောင်ထားတဲ့အိမ်တွေတော့မှမိသွေးဖြစ်နေတဲ့ရုပ်အလောင်းအတော်များများကိုတွေ့ရတယ်။တချို့ကခေါင်းမရှိတော့ဘူး။တချို့ကခြေတွေလက်တွေမရှိကြတော့ဘူး။ကျွန်တော်မိသားစုကိုအဖေးသေးပြီဆိုတာပြောမထားသေးဘူး။အခုမှဒါပထမဆုံးအချိန်သူသေးပြီဆိုတာကိုလူသိထင်ရှားထုတ်ပြောတာပါ။မိုဟာမက်ဇလန်ကိုမီးလောင်နေတဲ့အိမ်ကြီးမီးလောင်ထားတဲ့ရုပ်လောင်းတွေပါတဲ့ဒီဗီဒီယိုကလည်းတည်ပြုခဲ့ပါတယ်။မတော်မတရားပြုကျင့်ခဲ့ဆိုတဲ့ဆွဆွဲချက်တွေကလည်းအများကြီးပါ။ဂျမဲလီဒါဘီကန်ဟာရိုဟင်ဂျာမျိုးသမီးတွေမတော်မတရားပြုကျင့်ခံရတဲ့အကြောင်းအစိုးရစုံစမ်းရေးကော်မရှင်ကိုတက်တိရှိရှိဖွင့်ပြောခဲ့တဲ့သူပါ။လာတော့ကြတော့သူ့ကိုဘင်္ဂလားဒေ့ရှ်မှာတွေ့ရပါတယ်။စစ်သားတွေကသူ့ရဲ့ပုံတွေဖြန့်ပြီးလိုက်ရှာလို့ထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်။ရာနဲ့ချီတက်ခံခဲ့ရတယ်။အများပြားမတော်မတရားပြုမှုခံခဲ့ရတယ်ဆိုတဲ့ရိုဟင်ဂျာတွေရဲ့ပြောပြချက်တွေကကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်ကိုတုန်လှုပ်စေခဲ့ပါတယ်I would say crimes against humanity ဒါဟာလူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေလို့ပြောရမှာပါသိကြပါတယ် How much responsibility ဒီအတွက်ဒေါအောင်ဆန်းစုကြည်မှာဘယ်လောက်တာဝန်ရှိပါသလဲလို့မေးတော့ End of the day it is the government နောက်ဆုံးတစ်နေ့မှာကိုလူထုကိုဒီလိုနှိပ်စက်ညှဉ်းပန်းမှုလူမဆန်တဲ့ပြစ်မှုအများအပြားကျူးလွန်ခဲ့တာအတွက်အယက်သားအစိုးရအနေနဲ့ဒါကိုတာဝန်ယူရမှာဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကို BBC ကမေးမြန်းခွင့်ရဖို့ပန်ကြားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး Ms. Suu Kyi, the United Nations has accused this country of committing crimes against humanity. Do you have any response to that? How are you? ဒါကြောင့်သူနဲ့နှိစက်တဲ့ဦးဝင်းထိန်ကိုမေးမြန်းခဲ့ပါတယ်ကျွန်တော်တို့ကတော့ဒါဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြစ်မှုလို့မယူဆပါဘူးဒါပြည်တွင်းရေးပါနိုင်ငံတကာရေးမဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ဟာရိုဟင်ဂျာတွေလူခွင့်ရေးချိုးဖောက်ခံနေရတာကိုဂရုမစိုက်ဘူးဆိုပြီးလူများကဝေဖန်နေကြတယ်ဆိုတာကိုရောတတိပြုမိရဲ့လားလို့မေးရမှာတော့ရိုဟင်ဂျာကိစ္စကိုမမေးပါနဲ့လို့ပြန်ပြောပါတယ်ရိုဟင်ဂျာရာနဲ့ချီတက်ခံခဲ့ရတယ်လို့ပြောတော့ရာချီမရှိပါဘူးချက်ကားပြောမနေပါနဲ့လို့ပြန်ပြောခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ဥဆောင်တဲ့ပါတီအာဏာရတာတစ်နှစ်ရှိလာပါပြီတစ်ချိန်ကသူ့နာမည်နဲ့တူတွဲပါနေတဲ့လူခွင့်ရေးဆိုတာနဲ့ပတ်သက်လို့သူကခုထိနှုတ်ပိတ်နေသေးပါရှင်းနေဦးကိုနီအငှားရင်မောင်းဦးနေဝင်းရက်40ပြည့်အောက်မေ့ပွဲအခမ်းအနားနှင့်ဘာသာပေါင်းစုံဆူတောင်းပွဲရှင်းနေဦးကိုနီနဲ့အငှားရင်မောင်းဦးနေဝင်းတို့တည်ဆုံခဲ့မှုရက်40ပြည့်အောက်မေ့ပွဲအခမ်းအနားနဲ့ဘာသာပေါင်းစုံဆူတောင်းပွဲကိုရန်ကုန်မြို့မှာရှိတဲ့သခင်မြပန်းချံတွင်မတ်လ17ရက်နေ့ညနေပိုင်းမှာပြုလုပ်ခဲ့ပါတယ်
ဒီဆူတောင်းပွဲကိုရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန်ဦးမမောင်စိုးနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးတို့တက်ရောက်ခဲ့ပါတယ်။အခမ်းအနားကိုအစီအစဉ်14ခုနဲ့ကျင်းပခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကရှေ့နေဦးကိုနီနဲ့ဦးနေဝင်းတို့ကိုလှုပ်ကြံခဲ့တဲ့သူတွေကိုဖမ်းဆီးထိန်းသိမ်းထားမှုနဲ့ပတ်သက်ပြီးပြောကြားရမှာနောက်ဆက်တွဲပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမှာနှောင့်နှေးနေမှုအခြေအနေတွေကိုအံ့ဩမိကြောင်းဂုဏ်ပြုစကားပြောကြားမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါပြင်တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကဂုဏ်ပြုစကားပြောကြားရမှာလေလက်ရှိဖမ်းဆီးထိန်းသိမ်းထားသူတွေကိုတရားစွဲဆိုထားတဲ့ပုံမှားတွေဟာလုံလောက်မှုမရှိကြောင်းပြောဆိုခဲ့ပါတယ်။အဲဒီလိုရှေ့နေဦးကိုနီနဲ့ဦးနေဝင်းတို့ကိုဂုဏ်ပြုစကားများပြောကြားခဲ့ပြီးနောက်မှာတော့ဘာသာပေါင်းစုံမှဘာသာရေးအကြီးအကဲတွေကဆုတောင်းစကားများအသီးသီးပြောကြားဆုတောင်းခဲ့ပါတယ်။အဲဒီနောက်ရှေ့နေဦးကိုနီရဲ့သမီးကြီးဖြစ်သူဒေါက်တာရင်ရွယ်ခိုင်နဲ့ဦးနေဝင်းရဲ့ဇနီးဖြစ်သူမဆုသက်ခိုင်တို့ကကျေးဇူးတင်စကားများပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ29ရက်နေ့ကပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့အင်ဒိုနီးရှားနိုင်ငံခီးစဉ်မှာအပြန်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေဦးကိုနီတနက်နဲ့လှုပ်ကြံခံခဲ့ရပါတယ်။ကျူးလွန်သူတနက်သမားကြည်လင်းကိုဝိုင်းဝန်းဖမ်းဆီးရမှာလေးစိတ်အငှားရှင်မဦးနေဝင်းမှာတနက်နဲ့ပြစ်ခတ်ခံရကကွယ်လွန်ခဲ့ပြီးတရားခံဖြစ်သူကြည်လင်းကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီလှုပ်ကြံမှုနဲ့ဆက်လင်းပြီးနောက်ကွယ်မှာစေခိုင်းသူတွေဖြစ်တဲ့တပ်မတော်အရာရှိဟောင်းအောင်ဝင်းစောကိုဆက်လက်ဖမ်းဆီးထားကြောင်းနိုင်ငံတော်သမ္မတရုံးမှဖေဖော်ဝါရီ3ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဦးကိုနီကိုလှုပ်ကြံတပ်ဖြတ်ဖို့ငွေကျပ်3,000ပေးကစေခိုင်းခဲ့သူဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်ဆိုသူမှာတော့လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်လျက်ရှိနေတယ်လို့သိရပါတယ်။ဝိရသူဟာဒုစရိုက်ကျူးလွန်နေတဲ့ရာဇဝတ်သားလူအဖွဲ့အစည်းအတွက်ထားတဲ့ပုံကုံမဟုတ်ဝိရသူရာဇီတာကကြာသွားပြီဆိုပြီးရေးထားတာလည်းပတ်သက်ပြီးတော့ဗောနော်ဘာကြောင့်ဒါမျိုးရေးပြတာလဲဆိုတော့ပြရပါမယ်ပါရာဇီကကန်ကြတယ်ဆိုတော့ကျွန်တော်ကဒီဥရီသူကနေပြီးလူသက်မှုကိုထောက်ခံကြောင်းရေးသားနေရေးသားတဲ့သတင်းကိုကျွန်တော်တို့ကနေပြီးပြန်သတင်းရေးတယ်သတင်းရေးတဲ့အခါမှာဒီဆရာတော်တစ်ပါးရဲ့မှတ်ချက်ကိုတောင်းဆိုတဲ့အခါဒီမန္တလေးမှာရှေ့ရှူအောင်ဆရာတော်တစ်ပါးနေပြီးတော့ဥရီသူရဲ့အပြုအမူကပြောဆိုချက်ကပါရာဇီကကန်ကြပြီဆိုပြီးတော့ပြောတယ်အဲ့ဒါကိုသတင်းထဲမှာကျွန်တော်ထည့်ရေးတယ်အဲ့ဒါကိုပြန်ပြီးကျွန်တော် Facebook မှာပြန် share တာပဲဒါပဲလေပါရာဇီကဆိုတာရဟန်းတန်ခါမှာပါစိတ်အာဘတ်တို့ဒါမျိုးတွေပေါ့နော်သူ့ရဲ့ major minor offense ဆိုတာရှိတယ်ပါရာဇီကဆိုတာအင်မတန်ကြီးလေးတဲ့အမှုတွေလူတက်မှုတစ်ခုကိုအားပေးတယ်ထောက်ခံတယ်ဆိုတာကျွန်တော်လူလောကလူအချင်းချင်းတော်မှာကျွန်တော်အင်မတန်ကြီးလေးတဲ့ရာဇဝတ်မှုကြီးပဲဒါကိုရဟန်းတစ်ပါးလုပ်တယ်ဆိုတော့ဒါပါရာဇီကကိုကျွန်တော် general အားဖြင့်ကျွန်တော်ရေဘူးရတွက်ဆလိုက်တယ်ဒါဟုတ်တယ်ဒါနော်ဒါရဟန်းတန်ခါတစ်ပါးကလည်းပြောဆိုချက်လည်းဖြစ်တယ်ဒါကြောင့်မလို့ဒါဟိုထည့်တင်နေဆိုကျွန်တော်ထည့်လိုက်တာတခုပဲဖြစ်တယ်နောက်ပြီးတော့ဒီဆရာတော်ဦးရီသူလည်းကျွန်တော်ကခုပဲခြေပောက်ခွင့်ပေးတယ်မဘာသာရှင်းနေကိုလည်းခြေပောက်ခွင့်ပေးတယ်ဒါနဲ့ပတ်သက်ပြီးဘာပြောချင်တယ်လဲမဘာသာအထွေထွေမှုဦးမလာဗုဒ္ဓကိုလည်းခြေပောက်ခွင့်ပေးတယ်ကျွန်တော်ကခြေပောက်ခွင့်နေပေးပြီးတော့မှဒီသတင်းကိုရေးတာဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်တန်ခါတော်တွေကဝီနီကနားလည်ဆုံးပုံကူမှုလို့ဆရာတော်ဒီအချင်းချင်းတွေကနေပြောဆိုချက်ကိုကျွန်တော်ထည့်ပေးတာဖြစ်တယ်ကျွန်တော်ကအပြတ်ပြောပြီးဥရီသူကပါစီကကြားရဆိုတော့တော်တော်လေးကိုဒါအောင်မှတညာလုံးကကြည့်လူဖြစ်တာလူအဆင်မရှိဘူးဥရီသူကကျွန်တော်တရားဝင်ပြောလိုက်တယ်ဥရီသူကဒုစရိုက်သမားပဲကျွန်တော်အပြစ်ပေးရမယ်အရေးယူရမယ်ပြင်းပြင်းထန်ထန်နှိပ်ကွက်ရမယ်လူအဖွဲ့စီမှာဂျဘိုးပဲပြောရမှာဆိုလို့ရှိရင်ဒီလိုပါရာဇီကဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ကြားလိုက်တဲ့ခါမှာကျွန်တော်ဘာမှဒါနဲ့ပတ်သက်တွန့်ဆုတ်တာမရှိဘူးဘာလို့လဲဆိုတော့ပါရာဇီကအဆင့်နဲ့အများကြီးဆိုးတယ်ပါရာဇီကဆိုလူဝတ်ကြောင်ဖြစ်သွားလူဝတ်ကြောင်အဆင့်နဲ့ဆိုတယ်ဒါလူဝတ်ကြောင်မဟုတ်ဒါရာဇဝတ်သားတခါထောင်နဲ့တိုင်းပို့ပြီးတော့တခါလည်းအရေးယူရမယ်လူဥပဒေကသေတံရှိရင်တခါသေတံပေးရမယ်ပုံကူမျိုးဒါလူဖွဲ့စည်းအတွက်ဒါဒါထားရှိတဲ့ပုံကူမဟုတ်ဘူးဆက်ကြောက်ကလည်းအခုဆွဲတာလည်းမဟုတ်ဘူးเนาะအဆင့်ခံဆွဲတယ်ဒါဆိုရင်ဒါသူ့အနေနဲ့ကြတော့ကိုဒါမှမဟုတ်ဒါနဲ့ပတ်သက်ပြီးတော့တရားဆွဲဆိုပြီးတော့သူမလုပ်ရတာအဲ့ဒါတော့ကျွန်တော်ကိုယ်တိုင်မို့လို့ကျွန်တော်လည်းမပြောတတ်ဘူးလေဆိုတော့ကျွန်တော်တို့နားလေတာဘာလို့မကျင်တတ်တာလဲပြောလူတယောက်ကတိုင်တန်းတယ်ဆိုတော့ဥပဒေကြောင်းကရေးယူတယ်ဆိုတာနစ်နာချက်တစ်ခုရှိလို့တိုင်တန်းရဘာလို့နစ်နာသွားတယ်လဲပြောအသေးညှို့နှောတယ်ဆိုဘာအသေးရှိလို့လဲကျွန်တော်မေးမယ်ဘာကုန်သိက္ခာရှိလို့လဲတနိုင်ငံလုံးမိုးမောအောင်ဆဲဆိုနေတယ်နော်ဒီပုဂ္ဂိုလ်ဘာအသေးရှိလို့လဲပြီးတော့ဒီဝီရသူဆိုပြီးတော့ဒီ Facebook အကောင့်မှာပဲသူ့ရဲ့အကောင့်မဟုတ်ပါဘူးဒါအကောင့်ပုံကဒီဟာတွေကရေးတင်တာပါဆိုပြီးတော့သူဘက်ကညှင်းချက်ထုတ်တာလည်းကျွန်တော်တွေ့နေတယ်ပေါ့နော်အဲ့ပေါ်မှာကိုယ်နဲ့ဗာပြောချင်တာအဲ့ဒါမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့သူအတန်ဖိုင်နဲ့တခြားသတင်းဌာနတွေကြီးတော့ပြောတဲ့အခါမှာလည်းဒါကြီးပြောနေတာပဲလေအတန်ဖိုင်နဲ့ခင်ဗျားလည်းနားထောင်ပြီးမလားဟုတ်ကဲ့အဲ့ဒါပေါ့အဲ့လိုအပေါ်မှာကိုယ်လည်းစီစစ်ပြီးတော့ဗာဆက်လုပ်သွားမလဲပေါ့နော်ဗာတရားဆက်ဆိုတာမျိုးတွေကဆက်လုပ်သွားမလားကျွန်တော်အနေနဲ့ကတော့ဒီဥပဒေတိုင်းပဲဖြစ်ပေါ်လာတဲ့အတိုင်းပဲရင်ဆိုင်မှုရှိတယ်လေကျွန်တော်ဘာမှမရှိဘူး